Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဘန်ကောက်ကနာမည်ကြီး outlet 3ခုမှာ basketball ဖက်နဲ့ဝယ်ဖို့သွားခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်သွားခဲ့တဲ့ outlet 3ခုကတော့ Siam Premium Outlet Central Village နဲ့ Outlet Square Motothani တို့ပဲဖြစ်ပါတယ်ကဲဒါဆိုဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်ကျွန်တော်ပထမဆုံးသွားခဲ့တဲ့ outlet ကတော့ Siam Premium Outlet ပဲဖြစ်ပါတယ်ကျွန်တော်နေတဲ့နေရာနဲ့အနီးဆုံးဘူတာကနေပြီးတော့ La Cravan ဘူတာအထိကို Airport Rail Link စီးပြီးတော့သွားခဲ့ပါတယ်ရထားကားကတော့35ဘတ်ပေးရပါတယ်La Cravan ဘူတာရောက်တဲ့အခါမှာဒီဘူတာအောက်တရားနာကနေတဆင်းကားစီးပြီးတော့သွားလို့ရပါတယ်ကားကတော့10ဘတ်ပဲပေးရပါတယ်သူကဒီ Siam Premium Outlet အထိကိုတိုက်ရိုက်ရောက်တယ်ပေါ့နော်Shutter bus စီးပြီးသွားခြင်းတယ်ဆိုလို့ရှိရင်လည်း Siam Paragon ကနေပြီးတော့ Siam Premium Outlet အထိကို Shutter bus စီးပြီးသွားလို့ရပါတယ်မှာနာမည်ကြီး brand တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်က basketball ဖက်နဲ့အဓိကလာဝယ်တာဖြစ်တဲ့အတွက် sport brand တွေရှိတဲ့ဆိုင်ဘက်ကိုပဲသွားလိုက်တယ်ကျွန်တော်ကအဓိကကတော့ Under Outlet ကနေပြီးတော့ Kyrie Irving ရဲ့ ခိုင်းဝမ်အောင်လာဝယ်တာကန်ဆိုးကျွန်တော်ခိုင်းဝမ်ကကျွန်တော်ရဲ့ site မရှိဘူးအဲ့ဒါနဲ့ပဲကျွန်တော် Nike ဘက်ကိုဆက်ပြီးသွားလိုက်တယ် Nike ကကြတော့ဒီမှာလူတော်တော်များတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာလည်း buy 2 extra 40% off ဆိုတော့ဝယ်ရတာဈေးကမတရားတသားရယ်ပြီးတော့သူ့စီမှာ basketball shoe တွေရော running shoe တွေရောshoe တွေအများကြီးရှိရပေါ့နော် basketball shoe တွေဆိုလို့ရှိရင်လည်း LeBron တို့ Luka တို့ Tatum KD Book GT Hazard Jordan အများကြီးရှိရပေါ့နော်ကျွန်တော်အဲ့ဒီထဲကမှ LeBron Next Gen EP လေးကိုဝယ်လိုက်တယ်discount ပါညာအပြီးစီးနေဆိုလို့ရှိရင်တော့ဘတ်2500လောက်ပဲကြာတော့မဆိုးဘူးလို့ပြောလို့ရတာပေါ့နော်ကျွန်တော်ထပ်ပြီးတော့သွားခဲ့တဲ့ outlet ကတော့ Central Village outlet သူကလည်း La Cravan ဘူတာမှာဆင်းပြီးတော့ boss စီးပြီးသွားလို့ရတယ်ဘော့ခါကတော့ဘတ်100ကျော်လောက်ကြာရပေါ့နော်ပြီးတော့သူကသူ့နာဘူမီလေးစိမ့်နဲ့လည်းနီးရယ်Shutter bus စီးကျင်တယ်ဆိုလို့ရှိရင်လည်း Central Wall ကနေရောသူ့နာဘူမီကနေရောစီးလို့ရတယ်ကျွန်တော်က Central Village မှာလည်း Under Outlet က Kyrie Irving ရဲ့ခိုင်းဝမ်ဝယ်ဖို့သွားကြည့်ရအဲ့ဒီမှာလည်းခိုင်းဝမ်က site မရှိတော့ကျွန်တော်မဝယ်ခဲ့ရဘူးပေါ့နော်ပြီးတော့ကျွန်တော်အဲ့ဒီကိုရောက်တဲ့နိုဝင်ဘာလအစမှာ Nike Outlet က Central Village မှာမဖွင့်သေးဘူးဒါပေမဲ့နိုဝင်ဘာလ20ရက်နေ့မှာဖွင့်မယ်ဆိုပြီးကြေညာထားတာတော့တွေ့တယ်အခြား sport brand တွေဖြစ်တဲ့ Adidas တို့ Anta တို့ Under Armour တို့တော့တွေ့ခဲ့တယ်ပေါ့နော်ကျွန်တော် Central Village သွားကြည့်ရင်းနဲ့ basketball ဖက်နဲ့ဒီဈေးရန်တန်နဲ့outlet store နှစ်ခုတွေ့ခဲ့ရပေါ့နော်ပထမတစ်ခုကတော့ Super Sport Factory Store နောက်တစ်ခုကကြတော့ The Sport Warehouse နှစ်ခုလုံးမှာကတော့ basketball ဖက်နဲ့တွေကအရန် site မစုံပေမဲ့ရှိနေတဲ့ basketball ဖက်နဲ့တွေကတော့တော်တော်ဈေးတန်တဲ့ထဲမှာပါရပေါ့နော်ကျွန်တော်နောက်ဆုံးသွားခဲ့တဲ့ outlet ကတော့ Outlet Square Motothani သူကတော့ဒွန်မောင်းလေးစိန်နားမှာရှိရဲကျွန်တော်နေရဲ့ဘသူနယ်ကနေဆိုရင်တော့တော်တော်ဝေးရဲကျွန်တော်အဲ့ဒီကိုရောက်ဖို့ရထား2ဆင့်ကား1ဆင့်အောင်စီးလိုက်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာက brand တွေကလည်းအရင်မစုံဘူး sport brand တွေအနေနဲ့ Nike တို့ Adidas တို့ Super Sport Factory တို့တော့ရှိရဲဒါပေမဲ့ရှေ့ရ outlet တွေနှစ်ခုလောက်တော့သူ့မှာပစ္စည်းမစုံတဲ့အတွက်ကျွန်တော်ဘာမှတော့မဝယ်ခဲ့ရဘူးပေါ့နော်ညီကုန်းချုပ်ရမယ်ဆိုလို့ရှိရင် outlet 3ခုလုံးကမြို့ပြင်မှာရှိပြီးတော့နည်းနည်းဝေးရဲ့အတွက်သွားလာရတာအချိန်နည်းနည်းယူရဲဒါပေမဲ့ကိုက shopping ထွက်ရတာကြိုက်တဲ့လူဆိုလို့ရှိရင် international brand တွေအများကြီးကို discount တွေနဲ့ရမှာဖြစ်တဲ့အတွက်တစ်ခါတော့သွားကြည့်သင့်တယ်လို့တော့ထင်တယ်ဒီ outlet 3ခုထဲမှာကျွန်တော်ကတော့ကျွန်တော်နေရဲ့နေရာကနေသွားလာရတာလည်းအဆင်ပြေရယ် transportation ကလည်းအရင်မကုန်နဲ့ Siam Premium Outlet ကိုသွားရတာတော့အရင်ကြိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်